လုံးမင်္ဂလာပါတချို့တို့အခုကဒီထည့်ထားတဲ့ပတင်းပေါက်ဒီဇိုင်းကိုမကြိုက်ဘူးပေါ့နော်မကြိုက်ဘူးတချို့တို့ရဲ့ family library မှာရှိနေတဲ့ပတင်းပေါက်ဒီဇိုင်းတွေကိုထည့်ပြီးတော့သုံးချင်တယ်ထည့်ပြီးတော့သုံးချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီပတင်းပေါက်ဒီဇိုင်းနေရာမှာတခြားဒီဇိုင်းပြောင်းသုံးချင်တာပေါ့နော် original template ထဲမှာပါတဲ့ပတင်းပေါက်တွေကိုမသုံးချင်တော့ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်architecture tab ထဲကိုသွား windows ဆိုပြီးတော့သွားလိုက်တယ်။သူ့မှာ property မှာ version alike ပေါ့နော် version alike ထည့်ထားတဲ့ template ထဲမှာ family တစ်မျိုးရှိမလားနှစ်မျိုးရှိမလားသုံးမျိုးရှိမလားတစ်ခုနဲ့တစ်ခုတော့ကွာလိမ့်မယ်။ဒါဆိုဒီချက်တော့ကဒီထဲကဘယ် design မှမတုံးချင်တော့ဘူးဆိုတဲ့အခါမှာဘာလုပ်ပေးရမလဲဆိုရင် low family ဆိုတဲ့အခါမှာဒီချက်တော့က original design ထဲမှာရှိနေတဲ့ window ကိုတွားရွေးလို့ရသေးတယ်။နော် RVD 2020ဒီချက်က2020ကိုသုံးနေရမလို့နော် RVD 2020 library ဆိုတဲ့ကောင်းစဉ်အောက်မှာ US Imperial ဆိုတာရှိတယ်အဲ့မှာ Windows ဆိုပြီးတော့ဝင်ကြည့်လိုက်မယ်ဆိုရင်ပတင်းပေါက်လေးရှိတယ်ဒါပေမဲ့သူ့ရဲ့ပတင်းပေါက် design တွေကဒီချက်ပေးထားတဲ့ family ထက်တိတ်မဆုံးပါအောင်ဒါကြောင့်မလို့ဒီချက်ပေးထားတဲ့ data ကိုဘယ်နေရာမှာတင်ထားလဲတင်ထားတဲ့ data အောက်ကိုသွားပါ family library ဆိုတဲ့ folder ထဲကိုဒီချက်တို့ဝင်လိုက်မယ် architecture အဲ့တော့မှာ window เนาะ window ထဲမှာမှသူကအမျိုးအစားခွဲပေးထားသေးတယ် sliding window လား louver လား curtain လား fan light လား awning လားဆိုပြီးတော့အများကြီးပဲဒါပေမဲ့တော့ဒီချက်က window ဆိုတဲ့အမျိုးအစားကိုပဲသွားရွေးလိုက်မယ်เนาะအဲ့ထဲမှာပုံနဲ့တကွာပေါ်လာတယ်ဘာကြောင့်လဲဆိုရင် view ထဲမှာဒီချက်တို့ list တို့ detail တို့ပဲရွေးမယ်ဆိုရင်ဒီလိုနာမည်ပဲပေါ်မှာเนาะပုံနဲ့တကွပေါ်ကျင်နေဆိုရင်ဒီချေတို့က view ထဲမှာအောက်ဆုံးကတစ်ခုဖြစ်တဲ့ temp name ဆိုတာလေးကိုရွေးလိုက်ဒါဆိုရင်တော့ပယ်ပုံလေးလဲပုံလေးကဒီချေရေးကြည့်ရတာသေးလိုက်တာအားမရလိုက်တာဒီထက်နည်းနည်းလေး site ကြီးလို့ရလား right click လေးတစ်ချက်ခောက်ပြီး view ဆိုတဲ့စကားလုံးကနေ last icon သို့မဟုတ် extra last icon ဆိုတာလေးကိုတော့ရွေးလိုက်ဒါဆိုရင် extra last icon ဆိုတော့တော်တော်ကိုကြီးသွားပြီเนาะဒါဆိုရင်တော့ဒီထဲမှာဘယ်ပတင်းပေါက် design လေးကိုကြိုက်လဲအော်ဒီလိုထွက်လာတဲ့box လေးထွက်လာတဲ့ပုံစံလေးလည်းထည့်ကြည့်ချင်တယ်ပေါ့ရွေးထားလိုက်ပြီနော်2မျိုး3မျိုးတော့ထည့်ကြည့်ချင်တယ်နော်ဆက်ရွေးနေစေအောက်ကိုသွားမယ်ဒီအောက်ကိုသွားမယ်ဘယ်ပတင်းပေါက်ဒီဇိုင်းလေးတွေကြိုက်သေးလဲဆိုတော့ဒီချက်တော့အောက်ကိုသွားပါတယ်နော်အောက်ကိုသွားမယ်3ချက်ဖွင့်လေး3ချက်ဖွင့်ကိုမှအခုဒီချက်ရွေးထားတဲ့ဒီဇိုင်းလေးနဲ့မသိမရင်းဖြစ်တဲ့ဒီဇိုင်းလေးကိုမှအလယ်မှာနည်းနည်းလေးနှကန့်ခွဲထားတဲ့ဟာလေးကိုရွေးမယ်တခုโอเคနောက်ထပ်တစ်ခုကဘာအကန့်မှမပါဘူးဆိုတဲ့ဒီဇိုင်းကိုရွေးမယ်โอเคနောက်ထပ်တစ်ခုနောက်ထပ် design တစ်ခုကိုကြတော့ဘယ်လိုရွေးလိုက်မလဲဆိုတော့ဒီလို grid ပုံစံလေးရွေးလိုက်မယ်နော် design လေးခုလောက်ရွေးချင်တယ်ဆိုတော့ control လေးဖိထားပြီးတော့ select လုပ်သွားရုံပဲဒါဆိုရင် family လေးခုရောက်သွားလိမ့်မယ် project ထဲကိုနော်တစ်ခုလုပ်ပြီးတော့မှတစ်ခုလွတ်လိုက်ရင်တော့သူက၄ခုရောက်မှာမဟုတ်နော် control ကိုဖိထားလို့ဒီကျတော့ကဒီမှာခဏတော့ select လုပ်ထားတဲ့ဟာတွေအကုန်လုံးတစ်ခုမှပြုတ်မသွားအောင်နော် open ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်model upgrade ဆိုတာဒီ family က2013ကနေအခု teacher တို့သုံးနေတဲ့ version ကို model upgrade လုပ်နေရတော့ပြောတာဘာမှဖြစ်ဘူးเนาะဒါဆိုရင် modify လို့တစ်ချက်ထွက်လိုက်တကယ်တော့ property မှာအခု teacher တို့ခေါ်လိုက်တဲ့ပတင်းပေါက်တွေအကုန်ရောက်လာပြီဘယ် design ကိုကြိုက်လဲဆိုတာလေးကိုရွေးတဲ့နည်းပြောပြမယ်เนาะပတင်းပေါက်အားလုံးကို select လုပ်လိုက် select all instant visible in view ဆိုတာလေးကိုရွေးပါရွေးပြီးတော့ teacher တို့ insert ထည့်လိုက်တဲ့ပတင်းပေါက်ကိုဘယ် design လေးကြိုက်လဲကြိုက်တာမကြိုက်တာပါထားဒီ design လေးအရင်ရွေးကြည့်လိုက်မယ် site တော့နည်းနည်းသေးတယ်နော်တကယ်သုံးမယ်ဆိုတော့ site တော့နည်းနည်းသေးတယ်ဒါပေမဲ့ကြိုက်လားဆိုတော့မဖြေသေးဘူးနောက်ထပ်တစ်မျိုးပြောင်းကြည့်အောင်မယ်ဒါလေးက grid ပုံစံလေးဒါခဏတော့နေမသိမရင်ပဲဒါမဲ့သူကကြတော့ tree pan တယ်နော်3ချက်ဖွင့်ဒါဆိုရင်ဒါလေးလဲကြိုက်လားဆိုရင်မဆုံးဖြတ်နိုင်သေးဘူးနောက်တစ်ခုသွားမယ် TPL plain ဒါ plain design လေးကြိုက်လားဆိုရင်ဒါလေးလဲပတင်းပေါက် site လေးနည်းနည်းသေးရယ်နော် okay ပါဒါဆိုရင်တော့နည်းနည်းလေးဆက်သွားအောင်မယ်ဆိုရင်ဒီတစ်ခုကတော့တအိမ်လုံးသုံးဖို့ဆိုတော့မဖြစ်နိုင်ဘူးเนาะတအိမ်လုံးသုံးဖို့ဆိုတော့မလွယ်ဘူးဒါဆိုရင်တော့ဒီချက်ကအဲ့ဒီပတင်းပေါက်လေးနှစ်ချက်ကိုတော့ဒီရှေးကမျက်နှာစာအတွက်ဒီတဲ့နေတဲ့နှစ်ပေါက်ကိုတော့ဒီပတင်းပေါက်လေးတော့သုံးလိုက်မယ်ဆိုပြီးတော့သူရွေးလိုက်တယ်ဒါဆိုရင်ဒီပတင်းပေါက်ဒီဇိုင်းနဲ့လိုက်ဖက်တာတော့ဒီ plain လေးပဲပို့လိုက်ဖက်တယ်ဆိုတော့ဒါလေးပဲသုံးလိုက်တော့မယ်ပေါ့နော်ဒါဆိုရင်တော့ဒီချက်တို့ကပတင်းပေါက်ရဲ့ size နဲ့ height ကိုပြင်ချင်တယ်နော်3ချက်ဆိုပေမဲ့ဒီချက်ခဏတော့က6ပေ5ပေ size လေးကိုပဲသုံးလိုက်ချင်တယ်ဆိုရင်ဘာလုပ်ပေးရမလဲ TPL plain ဆိုတဲ့ family ထဲကို edit type ဝင်ပါမယ် duplicate ဒါဆိုရင်ဘယ်လောက် size ပြောင်းချင်လဲဆိုရင်6ပေအကျယ်အမြင့်5ပေဆိုတာလေးပြောင်းမယ်အောက်ကိုသွားပါ scope bar လေးနဲ့ width ဆိုတဲ့နေရာမှာ6ပေဆိုတာလေးကိုပြင်မယ်
hi ဆိုတဲ့နေရာမှာ9ပေဆိုပြီးတော့ချိန်မယ်ပေးပြီးတော့ okay ဆိုပြီးတော့ထွက်လိုက်မယ်ဒါဆိုရင်ဒီမှာ6ပေ9ပေဖြစ်သွားပြီဒါပေမဲ့တော့6ပေလေးကသူ့ရဲ့6ပေကတော့နည်းနည်းလေးသေးနေသေးတယ်နော်နည်းနည်းလေးသေးနေသေးတယ်ဒါပေမဲ့အရင်ဆုံးပြောင်းကြည့်လိုက်အောင်မယ် the whole project ကဒီပတင်းပေါက်ကို select all instant visible in view ဆိုလေးနဲ့အကုန်လုံး select လုပ်ပြီးတော့6ပေ9ပေ size ကိုပြောင်းကြည့်ပါမယ်တေးတယ်လို့ခံစားရသေးလားတေးတယ်လို့ခံစားရတယ်ဆိုရင်သူ့ရဲ့အကျယ်ကိုနည်းနည်းလေးထပ်ချဲ့ပေးလိုက်ဒါဆိုရင်တော့ edit type လို့ဒီချဲလုပ်လိုက်မယ် rename အကျယ်ကိုဒီချဲကထားပါတော့သူ့ကို9ပေလောက်ပြောင်းလိုက်မယ်ပေါ့နော်အကျယ်ကို9ပေပြောင်းကြည့်လိုက်မယ်ဆိုတော့ width နေရာမှာ9ပေလို့ပေးလိုက်ပြီးတော့ okay ဆိုဒီမှာနည်းနည်းလေးထပ်ကျဲလာပြီဟာနော်ဒါဆိုရင်တော့ရပါပြီဒီရှေ့ကပတင်းပေါက်ကအမြင့်ကတူတယ်ဒီဘေးကဟာနဲ့ဟာနော်အကေးမတူဆိုရင်လည်းသူကို edit type ဆိုတာလေးကိုတစ်ချက်တော့ဝင်ကြည့်သူ့ရဲ့အမြင့်ကအမြင့်က4ပေပဲရှိတယ်သူ့ကိုလည်းပြင်ချင်တယ်ဆိုရင် duplicate ဘယ်လောက်ပြင်မလဲဆိုရင်ခဏတော့စိုက်လို့ပဲအကျယ်ကို9ပေအမြင့်ကို9ပေဆိုတော့ပြင်ပေးမယ်နော်ဒါဆိုရင်ဒီချယ်တို့က width ဆိုတဲ့နေရာမှာတော့9ပေဆိုတာလေးကိုပြောင်းမယ် height ဆိုတဲ့နေရာကို9ပေဆိုတာကိုပြောင်းတယ်ဒီချယ်အမြဲတမ်းပြောနေရ family ကိုလိုချင်တဲ့ site ပြောင်းလဲလို့ရနေတာဒီဘာကြောင့်လဲဆိုရင် parametric family ဖြစ်အောင်ဆွဲခဲ့တော့အကယ် parametric family မဖြစ်တဲ့ပတင်းပေါက်တွေတကားပေါက်တွေပါလာမယ်ဆိုရင်ဒီချယ်တို့ပြောင်းလိုက်ရင်ပုံစံအချိုးကျနဲ့ပြောင်းလဲတော့တာမဟုတ်ဘဲနဲ့ပုံပြတ်သွားပါတယ်နော်အဲ့ဒါဆိုတော့ဆွဲခဲ့တုန်းကဒူဒီ parametric family ဖြစ်အောင်စနစ်တကျမဆွဲထားလို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချယ်တို့ပတင်းပေါက်ဒီဇိုင်းလေးချိန်လိုက်ပါပြီ Windows height ကတော့ဘယ်လောက်သုံးထားလဲဆိုရင်3ပေဖြစ်ပါတယ်ပတင်းပေါက်က9ပေမြင့်တာဖြစ်တဲ့အတွက်ကြောင့် head height က10ပေမြင့်တာဖြစ်ပါတယ်ဒါဆိုရင်ဒီချယ်တို့ကဒီပတင်းပေါက်ကိုတစ်ခုချင်းစီစိတ်ရှင်လက်ရှင်နဲ့အလဲကြရဲ့လားဆိုတာလေးသိချင်တယ်ဆိုတော့ပတင်းပေါက်အားလုံးကိုလိုက်တိုင်းကြည့်ပါ equal ဖြစ်လားဟာနော်ဒါမှမဟုတ်ရင်ပတင်းပေါက်ကိုအမြဲတမ်း center ကြအောင်ပဲ location ထားမယ်လို့မဆိုလိုဘူးအကဲဒီပတင်းပေါက်ကဒီ column ကနေဆိုရင်ဒီချယ်ရေးတမိတို့က3ပေခွာချင်တယ်ဆိုပြီးတော့ window layout plan မှာ dimension တိုင်းပြချင်တယ်ဒါဆိုရင်တော့ di ဆိုတာလေးကိုယူပါ column 9ကနေခွာချင်တယ်ဆိုတော့ column 9ကနေစတိုင်းလိုက်တယ်ပတင်းပေါက်ရဲ့အစွန်းထိကိုတိုင်းလိုက်တယ်ဒါဆိုရင်ဒီမှာ3ပေကျော်ဖြစ်နေ3ပေကျော်ဖြစ်နေတာကိုဒီချယ်တို့က3ပေပြင်ချင်တာနော်3ပေပြင်ချင်တာဘာလဲဆိုတော့ဒီချယ်တို့ပြင်ချင်တာ dimension ကိုပြင်ချင်တာမဟုတ်ဘူးဒီပတင်းပေါက်လေးကိုညာဘက်ကိုတလက်မခွဲရွှေ့လိုက်ချင်တာဒါကြောင့်မလို့ပြင်ရမယ့် object က dimension ကို click ခောက်ပြီးတော့ဒီလိုတွေစွတ်ပြင်ရမှာမဟုတ်ဘူးနော်ဘာလို့ရမလဲဆိုရင် window ကိုပြင်ချင်တာ window ကိုရွှေ့ချင်တာဒါကြောင့်မလို့ select လုပ်ရမယ့် object ဒီ window ဖြစ်ပါတယ်အဲ့တော့မှ auto dimension မှာပေါ်လာတဲ့ object ကို3ပေဆိုတာလေးကိုပြောင်းလိုက်ပါဒါဆိုရင်တော့ပတင်းပေါက်က column ကနေ3ပေခွာမယ်လို့ပြောတာဖြစ်သွားပြီအကယ်မဟုတ်ဘူး window location plan ကို grid line ကနေ4ပေခွာချင်တာဒါဆိုရင် dimension လေးတိုင်းလိုက်ပြီးတော့ပြီဆိုရင်ဒီနားလေးမှာ4ပေဖြစ်ရမယ်ဆိုတဲ့အတွက်ကြောင့်ပတင်းပေါက်ကို select လုပ်ပေးပြီးတော့ကိုလိုချင်တာက4ပေဖြစ်ခဲ့မယ်ဆိုရင်4ပေ enter ဆိုပြီးတော့ပြန်ပေးလိုက်ရုံပဲဟာနော်ဒါ window location plan မှာ window layout ကို center ကြချင်တယ်ဆိုရင်ကြတော့မခက်ပါဘူး grid line ကနေတိုင်း window ရဲ့အလဲ center ကိုတိုင်းပြီးတော့ဒါလေးကိုကောက်တိုင်းညီရမယ်ဆိုတဲ့အတွက်ကြောင့် equal ဆိုတာလေးကို on ပေးလိုက်ရုံပါပဲဒါဆိုရင်တော့ဒီချယ်တို့ကအလဲ center ကိုကြာတော့မှာဖြစ်ပါတယ်ဒါဆိုရင်ကိုကြိုက်တဲ့ window design လေးကိုချိန်ကြည့်ရအောင်ဟာနော်တခုထပ်မကတဲ့ family design တွေထည့်ကြည့်ပါရွေးကြည့်ပါဒီချယ်သုံးတဲ့ design လိုက်သုံးရမယ်လို့မဆိုလိုပါဘူးကိုကြိုက်တဲ့ design ကိုတစ်ခုချင်းစီစိတ်ကြိုက်ပြောင်းကြည့်ပါဟဲ့နော်โอเคပါဒီထိလိုက်လောက်ကြည့်ရအောင်